ကလေးတို့ရေဒီတစ်ခေါက်ပြောပြပြသွားမဲ့ဇက်တော်ကတော့မဟာဇာနကဇက်တော်ပဲဖြစ်ပါတယ် Hello, welcome my CW channel. ဟိုးလွန်လေပြီးတော့ခါဝိရိအရစ်တိုင်းမိထီလာပြည်မှာမဟာဇာနကအမည်ရှိတဲ့မင်းတစ်ပါးမြင်းပြတဲ့ကွယ်ထုံမင်းဟာရိဏဇာနကမင်းသားပေါလဇာနကမင်းသားဆိုပြီးတော့တာတော်နှစ်ပါးရှိပါတယ်ကွယ်မဟာဇာနကမင်းကြီးနိုင်ရဆန်တဲ့အခါမှာတော့အရိဋ္ဌဇာနကမင်းသားဟာခမဲတော်ရဲ့ထီနန်းကိုဆက်ခံပြီးတော့ပေါလဇာနကမင်းသားကတော့အင်ရှင်မင်းသားဖြစ်ပါလိမ့်တဲ့ကွယ်အဲ့ဒီခါမှာပေါလဇာနကမင်းသားရဲ့အတွန်းကြုံယုံဖြစ်တဲ့အမတ်တဝကမိမိရဲ့အလိုမပြည့်တဲ့အတွက်ကြောင့်မိမိရဲ့အရှင်တခင်ပေါ်မှာအညှိုးထားပါလိမ့်တဲ့ကွယ်အမတ်ဟာအရှင်မင်းသားပေါ်မှာအညှိုးထားပြီးတော့အရိဋ္ဌဇာနကမင်းကြီးထံတွားရောက်ပြီးတော့ဂုံကျော်စကားကိုပြောပါလိမ့်တယ်ကွယ်အချိန်ချင်းဂုံချောတဲ့အတွက်ကြောင့်မင်းကြီးလဲငိုင်းညီတော့ငါ့ကိုမကောင်းကြရဟုယူဆပြီးတော့အရှင်မင်းသားကိုဖန်ဆီးစေပြီးအချုပ်အနှောင်နဲ့ထားပါလိမ့်တော့တယ်ကွယ်အရှင်မင်းသားလဲနောင်တော့အပေါ်မှာမပြစ်မှားမိကြောင်းတစ္ဆာတန်ဋ္ဌာန်ကိုပြုလိုက်ရတစ္ဆာတန်ဋ္ဌာန်ရဲ့အာနုဘောကြောင့်အနှောင်ဘက်မှလွတ်မြောက်သွားပါလိမ့်တော့တယ်ကွယ်ပေါလဇာနကမင်းသားလဲအဲ့လိုအနှောင်ဘက်မှလွတ်လေတော့ရွာငယ်များကိုတိမ်သွင်းပြီးတော့လက်နဲ့ပြုပြီးလေနောင်တော်အားရခင်ကရံမလို့လို့တော့လေယခုကရန်လို့ရတော့မည်ဟုဆိုစစ်ကြောင်းထိုးပြီးစစ်တိုက်ပါလေတော့တယ်ကွယ်ထို့သောစစ်ကြောင်းထိုးတဲ့အချိန်မှာတော့နောင်တော်အရိဋ္ဌဇာနကမင်းကြီးစစ်ရေးမှာရှုံးနိမ့်ပြီးတော့နတ်ရွာဆန်ကန်တော်ကုံမာလေတော့တယ်ကွယ်အရိဋ္ဌဇာနကမင်းကြီးမှာမိဖုရားကြီးကဖះလောင်းတော်မဟာဇာနကမင်းသားကိုဝင်လေထားရတဲ့အချိန်ဖြစ်တာပေါ့ကွယ်မိဖုရားကြီးလည်းကိုဝင်လွယ်ကြီးနဲ့ထွက်ပြေးလေရာတရားမင်းလည်းမြင်တော်မူပြီးတော့တကိုးတော်နဲ့ကူညီလေရာတိဒပါမောက္ခဆရာကြီးတူထံရောက်ရှိပါလေတော့တယ်ကွယ်ပါမောက္ခဆရာကြီးထံမှာဖះလောင်းတော်မဟာဇာနကမင်းသားအားဖွားမြင်ပါတယ်ကွယ်ဇာနကမင်းသားလည်းအရွယ်ရောက်တော့မိမိရဲ့မျိုးရိုးကိုမိခင်အားမင်းမြန်းကြည့်ရမိမိရဲ့ဖခင်မှာမိတ်လာပြည့်ရှင်အရိဋ္ဌဇာနကမင်းကြီးဖြစ်ပြန်တိလေတော်မူပါတဲ့ကွယ်ဦးကြီးတော်မှာပေါလဇာနကမင်းကြီးဖြစ်ပြီးတော့မိမိရဲ့ဖခင်မဲတော်စိုးစံခဲ့တဲ့မိတ်လာပြီးမှာစိုးစံနေကြောင်းတိရှိတဲ့အခါမှာတော့မဟာဇာနကမင်းသားလည်းမိမိရဲ့ခမဲတော်အရရဖြစ်တဲ့မိတ်လာပြီးကိုပြန်လည်သိမ်းယူဖို့အတွက်အကြံဖြစ်ပါလေတော့လေကွယ်ဤသို့သိမ်းယူအလုံးငါပင်လယ်ပြင်မှာပူတန်းရောင်းဝယ်နိုင်စေရန်အတွက်မေတော်အားအကြိမ်ကြိမ်ခွင့်ပန်ပြီးတော့တင်မောနဲ့ထွက်ခွာခဲ့ပါတယ်ကွယ်သို့ပေမဲ့လို့မင်းသားရဲ့တင်မောဟာပင်လယ်ပြင်မှာနစ်မြုပ်ပါလေဆိုရယ်ကွယ်အဲဒီခါမှာတော့တင်မောသား900ကျော်တို့ဟာယောက်ျားတို့ရဲ့လုံလောက်ကိုတစုံတစ်ခုမှမပြုတ်ကြပဲနဲ့ငိုကြွေးညီတန်းကြပါလေတော့တယ်ကွယ်
နောက်ဆုံးမှာတော့ငါလိတ်ငမန်းတို့ရဲ့အစာတာဖြစ်ကုန်ကြပါလိမ့်တော့တယ်ကွယ်ဘုရားအလောင်းကတော့ယောက်ျားတို့ရဲ့လုံလောက်ကိုမလျှော့ပဲ9 ရက်ပတ်လုံးပင်လယ်ပြင်မှာလက်ပြကူးတော်မူတယ်ကွယ်ထိုအခါမှာမဏိမေကလန်သမီးကကောင်းမြတ်သောစိတ်နဲ့ကူးနေသလားမိုးယူသောစိတ်နဲ့ကူးနေသလားဆိုတာကိုစမ်းသပ်ဖို့အတွက်မဏိမဝေးမှာရှိတဲ့ကောင်းကင်ကနေပြီးတော့ကိုထင်ပြပြီးတော့မဟာဇနကမင်းသားအားမေးမြန်းတော်မူပါတယ်ကွယ်အတင်းလို့သာကမ်းမမြင်လမ်းမမြင်မနဲ့ဘာကြောင့်ဤတို့စူးစမ်းပန်းစားပင်လယ်ပြင်မှာကူးခတ်နေရပါသလောနတ်သမီးကောင်းစွာကြိုးစားအားထုတ်နေတဲ့ယောက်ျားတို့ရဲ့လုံလာအကျိုးမဲ့ဖြစ်ထွန်းနေဆိုတာမရှိဘူးဤသမုဒ္ဒရာကံကိုမမြင်ရုံနဲ့တော့အဘဲကြောင့်ယောက်ျားတို့ရဲ့လုံလာကိုရှော့ထိုက်အပန်တယ်ကံကိုမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေအကျိုးကိုမြင်လို့ငါလုံလာပြရခြင်းဖြစ်တယ်အတင်းယခုလိုကူးခတ်နေလေကန်းကိုရောက်နိုင်ပါသလောအတင်းမုတ်ချတရားမှာပဲမလားနတ်သမီးငါနဲ့အတူပန်းလာတဲ့တင်မောရာ900ကျော်ဟာတင်မောပြက်လို့ယောက်ျားတို့ရဲ့လုံလောက်ကိုရှော့ချပြီးတော့ငါလိတ်ငမန်းတို့ရဲ့အစာဖြစ်ကုန်ကြပြီငါကယောက်ျားတို့ရဲ့လုံလောက်ကိုမလျှော့ခြင်းကြောင့်ငါလိတ်ငမန်းတို့ရဲ့ဘေးကနေပြီးတော့လွတ်မြောက်လာတဲ့အပြင်လူသားမန်နေမမြင်ရခဲ့တဲ့တင်လို့နတ်သမီးကိုငါမြင်နေရပြီတင်တနာ၍ငါ့ကိုကဲဆောင်ပါလင်းငါအကျိုးရှိတဲ့တန်တင်မကဲလင်းဤပလဲပြင်တော့ငါဆုံးရတော့လေငါရဲ့လုံလပြုရတဲ့အကျိုးငါရှိလိမ့်ပြီထိုစကားကြားတဲ့အချိန်မှာတော့နတ်သမီးလည်းနှစ်သက်တော်မူပြီးတော့ဖះအလောင်းမဟာစနကမင်းသားတွားလို့ရမိလာပြီကိုပို့ဆောင်ပေးပြီးတော့ကြောက်ဖြာထက်မှာတိတ်ထားတော်မူလေးပါတယ်ကွယ်အဲ့ဒီအချိန်မှာမိလာပြီမှာကလည်းဦးကြီးတော်ပောလာစနကမင်းကြီးနိုင်ရွာဆန္နာ9 ရက်တောင်ရှိသွားပြီတဲ့ကွယ်မင်းကြီးမှာတီပလီဒေဝီဆိုတော့သမီးတော်တပါကြံရစ်တော်မူပါတဲ့ကွယ်မင်းကြီးဒီတီနန်စက်ခံမှုအတွက်နေရွာမှာဆမ်းပြီးမူကြီးမရတို့အားဘိုးကြီးတစ်ထောင်တင်နိုင်ချနိုင်တဲ့လေးကိုတယောက်တည်းတင်နိုင်ချနိုင်တဲ့ကာယဗလာရှိသူ16လုံးသောရွှေဦးကြီးကိုဖော်ထုတ်နိုင်သောညာနာဗလာရှိသူမြည်သည့်အမျိုးကိုမဆိုသမီးတော်တီဝလီဒေဝီကြိုက်နှစ်သက်တော်မူရင်ထီနန်အန်းနင်းပါလေဆိုပြီးတော့မှာကြားခဲ့ပါလေရဲ့ကွယ်ထိုမှာကြားချက်အရာမင်းသမီးနဲ့ထိုက်တန်တဲ့သူကိုရှာကြမရဖြစ်နေတဲ့မူကြီးမကြီးတို့လည်းမင်းလောင်းရှိရကိုဒိဋ္ဌံဖြင့်ဖုတ်သွန်းထားတဲ့ယထာကိုလွတ်တော်မူကြတဲ့ကွယ်အဲဒီယထာကဖះအလောင်းဇာနကမင်းသားဆက်တော်ခေါ်နေတဲ့မင်္ဂလာကြောက်ဖြာမှာရက်တန်တော်မူပါတဲ့ကွယ်အဲဒီကြောင့်မူကြီးမကြီးတို့လည်းဘရောဟိကြီးရဲ့အကြံပေးချက်အရာဖုံးရှင်တပါရှင်ပြစ်မဖြစ်ကိုပောလာစနာမကြီးမှားကြားခဲ့တဲ့အတိုင်းကာယဗလာညာနာဗလာရှိမရှိကိုစမ်းတက်ပြီးတဲ့အလောင်းတော်မှာစနကမင်းသားအားမိတ်လာပြီးထီနန်းကိုတီဝလီတီဝီမိနစ်တကွာအနည်းမှလေးတော့တယ်ကွယ်ဤတို့ဖြင့်မဟာစနကမင်းကြီးလည်း
တီဝီတီဝီမိဖုရားကြီးနဲ့အတူမင်းစည်းစိမ်ကိုတင့်တယ်စွာစံစားတော်မူပါတော့တယ်ကွယ်တနေ့အခါမှာတော့ဥယျာဉ်ထဲမှာမဟာစနကမင်းသားဟာတရားပြည့်နှစ်ပင်ကိုကြည်ပြီးတော့တပင်ကစိမ့်လန့်လန့်ညှို့ဖက်သောခက်ရွက်နဲ့နှစ်သက်ဖွယ်ကောင်း၏တခြားတပင်ကတော့အတီးတီးတော့ကြောင့်ဖြည့်စည်းတဲ့တော်သူတို့နဲ့ဆက်ဆံရ၏ဆိုပြီးတော့တာဝန်ကတရားကိုရတော်မူတဲ့ကွယ်ဒီပစ္စည်းစိမ်ကိုရန်သူနဲ့ဆက်ဆံခြင်းကြောင့်အတီးတီးတော့တရားပြည့်နဲ့တူတယ်ရန်သူမဆက်ဆံနိုင်တဲ့စီးစိမ်ကိုရှာလို့လင်းယတိယဟန်ပြုရမည်ဖြစ်တယ်ဆိုတဲ့တာဝန်ကတရားကိုရပြီးတော့ယဟန်ပြုဖို့အတွက်တောထွက်တော်မူခဲ့ပါတယ်တဲ့ကွယ်အဲ့ဒီအခါတီဝီတီဝီမိဖုရားကြီးနဲ့ကွာမိဖုရား900တို့ဟာမဟာစနကမင်းရဲ့နောက်ကိုလိုက်ပါပြီးတော့တော့မထွက်ရလေအောင်အမျိုးမျိုးပရိယေတို့ဖြင့်တားမြစ်ကြပါလေတဲ့ကွယ်ထိုအခါဖះလောင်းတော်အားနောက်ထပ်ရှင်ရဲ့တင်းနဲ့မိခစိန်ရှင်ရဲ့တို့ကငါးပါးအယုံကမ္မကုံတို့ကိုဖျက်၍တယောက်ထဲချင်းကပ္ပရန်ကိုရှိရှိတော်ရဟန်းဘုရားကိုညွန်ပြဩဝါဒပြီးတော်မူပါတယ်ကွယ်တို့ပေမဲ့လို့မိဖုရားကြီးနဲ့တကွမိဖုရားမောင်မမိတ်တန်တို့ဟာအလောင်းတော်မဟာစနကမင်းရဲ့နောက်ကိုလိုက်ပါမြဲလိုက်ပါလျက်ရှိပါတယ်ကွယ်တို့ကဖះလောင်မင်းကြီးလည်းမိဖုရားကြီးနှစ်ခွမောင်မမိတ်တန်တို့အားလက်ကောက်20ဝန်းလို့ရှိရင်အတန်ထွက်တယ်လက်ကောက်30နဲ့ဆိုလို့ရှိရင်အတန်မဖြစ်ဘူးဆိုတဲ့ဥပမာကို၎င်းမျက်စိတစ်ဖက်မှိတ်ပြီးတော့မျက်စိတစ်ဖက်ထက်နဲ့မြားကိုပြစ်လို့ရှိရင်ဖောင်းဖောင်းပြူပြစ်လို့ရတယ်ဆိုတဲ့ဥပမာကို၎င်းဥပမာပြီးတော့တရားဟောလျာမိဖုရားကြီးနဲ့တကွာအောင်မမိတ်တန်တို့လည်းဖះလောင်းနောက်ကိုဆက်မလိုက်တော့လို့ရွှေနန်းတို့ကိုပြန်သွားကြပါလိမ့်တော့တယ်ကွယ်အိမ်နောက်မှာတော့မိဖုရားကြီးကဒါတော့ဒီနာဦးမင်းသားအထိနန်းလွှဲအပ်ပြီးတော့ရဟန်းဘဝကိုကူးပြောင်းသွားပါလိမ့်တော့တယ်ကွယ်ကဲဒီတက်ကြီးပုံမြင်လေးရတော့ဒါပါပဲကွယ်ကဲကလေးတို့ရေနောက်ထပ်ပုံမြင်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ CW channel လေးကို like and subscribe လေးလုပ်ထားကြအောင်မမေ့နဲ့နော်ဘိုင်ဘိုင်